Let the flames of vengeance rise again! Oh my god တော်တော်လေးကိုလှတဲ့ skin ပါပဲအခြားသူတွေအတွက်တော့တေချာမသိပေမဲ့ကျွန်တော်အတွက်ကတော့ဒီ skin ကတော်တော်လေးကိုလှနေပါတယ်ထွက်သားသမျှ skin တွေထဲမှာဒီ skin ကကျွန်တော်အတွက်တော့အလှဆုံးလို့တောင်ထင်ရပါတယ်ဒီ skin ကိုကြိုက်လွန်းလို့ကျွန်တော်ဖောက်ဖို့ရည်ရွယ်ထားပါတယ်ဒီမှာဆိုရင်ကျွန်တော် daily discount နဲ့2ကြိမ်ဖောက်ပြီးပါပြီကျွန်တော်လိုပဲဖောက်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက်အသက်သာဆုံးဖောက်နည်းကိုကျွန်တော်ပြောပြပေးပါမယ်price food ထဲမှာကတော့ magical chessboard ပါမယ်ဒီ magical chessboard ကတော့ဟိုးအရင်ကတည်းကထွက်ထားပြီးသား chessboard ပါနောက်တော့ magical moscow skin ပါမယ် item ထဲမှာတော့ပြီးရင် deploy effect ပါမယ်ပြီးရင် hero star effect တွေပါမယ်ပြီးရင် border တွေပါမယ် emoji တွေပါမယ်ပြီးရင်အနောက်မှာကတော့ဒီ moscow commander တွေပြီးရင် coin တွေကတော့20 18 30 8 6 5 3 2အစရှိသဖြင့်ရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ guide ထဲကိုလေ့လာကြည့်မယ်ဆိုရင်တရက်တခါ50% discount ချီမယ်အဲ့ဒါကတော့ 1h အတွက်ပဲ 10h draw အတွက်ကတော့ပထမဆုံးအကြိမ်ကို50% discount ချထားပေးတယ်ပြီးရင် draw အကြိမ်ရေသက်ဆိုင်ရာအလိုက်မှာသူ့ရဲ့သက်ဆိုင်ရာ reward တွေရှိမယ်ဒီတိုင်းရိုးရိုးတန်းဖောက်နေရင်နဲ့ Moscow နဲ့ chessboard ပေါက်နိုင်ကြရတော့ 0.04% ရှိပါတယ်။အလွယ်ပြောမယ်ဆိုရင်အယောက်1000မှာ4ယောက်တော့တန်းပြီးတော့ပေါက်နိုင်ကြရှိပါတယ်။အဲ့ဒီ4ယောက်ထဲမှာကျွန်တော်များပါလိုက်မလား။ Moscow Magical Skin အတွက် free ticket တွေပေးမယ် face 2ခါလာပါမယ်။ face 1ကတော့19ရက်နေ့မှာလာမှာဖြစ်ပြီးတော့ face 2ကတော့26ရက်နေ့မှာပါ။ face တစ်ခုကို free ticket 29ခုရရှိမှာဖြစ်ပြီးတော့ face 2ခုပေါင်းဆိုရင် free ticket 58ခုရရှိမှာဖြစ်ပါတယ်ဒီ free ticket 58ခုက diamond 2500ကျော်လောက်နဲ့ညီမျှပါတယ်အဲ့အတွက်ကြောင့် Moscow Magical Skin ဖောက်မယ်ဆိုရင်ချက်ချင်းမဖောက်ဘဲနဲ့ face 2ခါလုံးကိုစောင့်ပြီးဖောက်မယ်ဆိုရင်တော်တော်လေးတက်တာနိုင်ပါတယ်face တွေရောက်လာရင် diamond ဘယ်လောက်ထည့်ရမလဲ diamond ဘယ်လောက်သုံးသင့်တယ်ဆိုတာကိုတော့ကျွန်တော်အဲ့နေ့ရောက်မှာပဲ post တင်ပေးပါမယ်ခင်ဗျာMoscow Magical Skin အတွက် coin 980လိုပါတယ် chessboard အတွက်ကတော့680လိုပါတယ်ကျွန်တော်ကတော့ဒီ chessboard ကိုအရင်ကြီးအားမပေးပါဘူးMoscow ဒီပေါ့မွေကြီးစီးမယ်ဆိုရင်တော့240တက်ကုန်ပါမယ်ပြီးရင် Moscow နောက်ကအယောင်လေးတွေလက်လို့ကျင်120တက်ကုန်မယ်ပြီး Moscow ရဲ့ဒီ match ထဲမှာသုံးလို့ရမယ့် effect ကတော့100ကုန်မယ်ပြီးရင် Moscow ရဲ့ platform ကတော့80ကုန်ပါမယ်ပြီးရင်တော့ teleport effect တွေ star effect တွေ deploy effect တွေစတာတွေကို short ထဲမှာလည်းဝယ်လို့ရပါတယ်ဆိုတော့ဒီ skin ကိုအသက်သာဆုံးဘယ်လိုဖောက်ကြမလဲကို့မှာ diamond လုံးဝမရှိဘူးဆိုရင်တော့ weekly pass 2ခုလောက်ဖြည့်ထားပြီးတော့ daily discount 50% နဲ့တရက်ကို diamond 25လုံးစီဖောက်တာပါface တစ်ခုလာတိုင်းမှာ weekly pass 3ခုဖြည့်ပြီးတော့သူ့ရဲ့လိုအပ်တဲ့ test တွေလုပ်ပြီးရင်ရတဲ့ free ticket တွေကိုဖောက်ပြီးရင်နောက်တဲ့ face တစ်ခုထပ်မလာခင်မှာကြားထဲမှာ daily discount နဲ့ပဲထပ်ပေါက်သွားအဲ့ဒါဆိုရင်တော့အသက်သာဆုံးဖြစ်မှာပါဒီလိုမျိုးအသက်သာဆုံးဖောက်နိုင်မယ်ဆိုရင်တော့ diamond က3000ကနေ9000ဝန်းကျင်လောက်ပဲကုန်နိုင်ပါတယ်ဒီ skin ကတကယ်ပဲဖောက်ရတမ်းမမလားဆိုတာကိုတော့သူ့ရဲ့ special kill effect ကိုပဲကြည့်လိုက်ပါတော့ခင်ဗျာ Taste my vengeance!